စိတ်ကမရိုက်လိုက်ရဘူး။ကြားခဏလေးနဲ့ချက်သွားပဲမဲ့သူပေးတဲ့ဒဏ်ရာတွေကအခုထိမချက်သေးဘူး။ဦးတက်နေရတဲ့အလုံးမပြည့်။တကြားရှောင်တာတယ်။ဘာဖြစ်လို့လဲသူ့အပြုံးနေတော့မချိုးလို့။ Hello ပူတင် vlog ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။ဒီနေ့တော့ပူတင်တို့ဒီပေါ့နော်ပီဇာကိုထင်းမီပုံနဲ့ဖုတ်တဲ့ပီဇာဆိုပြီးနည်းနည်းထူးထူးဆန်းဆန်းလေးအဲ့လေတွေ့ထားလို့ပေါ့နော်ဒီနေ့အဲ့ဒီနေရာကိုသွားမှာပဲဖြစ်ပါတယ်။ဆိုရင်တော့ဒီမှာပူတင်ပြောတဲ့ဆိုင်လေးကိုရောက်လာပြီပေါ့နော်ဒီမှာထင်းမီပုံပီဇာဒီຢာကဒီလမ်းလေးထဲတော့ဝင်ရတယ်ပေါ့နော်ဆိုင်လိပ်စာကိုပူတင်းဒီအောက်မှာချထားပြီးမယ်ပေါ့နော်အခုဆိုရင်တော့ပူတင်းတို့ဆိုင်ထဲကိုသွားမယ်စားမယ့်ဟာလေးတစ်ချက်မှားလိုက်ပါအောင်မယ် ပူတင်းတို့သွားတော့ကတော့ Google Map ကနေထောက်ပြီးတော့သွားတာဆိုင်ကိုစိတ်မြင်ရောက်သွားတယ်ပေါ့နော်လမ်းလေးတွေကိုနည်းနည်းဝင်ရတယ်ဆိုပေမဲ့လည်းသူကလမ်းရှင်းနေပေါ့နော်လမ်းလေးလည်းကျယ်ပါတယ်အဲ့တော့ကားတွေပါလေးနဲ့သွားလို့ရှိရင်လည်းအဆင်ပြေတယ်ဘတ်စကားနဲ့ဆိုရင်တော့ပူတင်းထင်တယ်လမ်းတော့ရှောက်ရမယ်ထင်တယ်သူကလေခြံထဲမှာထိုင်စားရတာဆိုတော့အဲကွန်းတော့မရှိဘူးပေါ့နော်နှွေးရိုက်ဆိုတော်တော်လေးပူတယ် တာကိုစားမယ်ဆိုရင်ခုနဘာကရွေးထားတယ်ဆိုရင်ဘာကကိုယူနေတော့ဘာကကြောက်လေဒီကောင်နဲ့ဟိုပါပေါ့ တူတာပေါ့ တူတာပေါ့နော်ဂျုံသားလေးနဲ့ပေါင်မှုလေးနဲ့ကွာတာဒါဆိုရင်အခုမှဒီနှစ်ခုမှတစ်ခုရွေးလိုက်ဒါကြောက်တော့နည်းနည်းလေးပေါ့နော်ကျွန်တော်တို့ရဲ့စိုက်ရဲ့ထွန်းလာတဲ့ဟာတွေပဲပူရီဆိုဒါပဲအမီကတော့ပူရီတို့တက်တာလားဟုတ်ဒါတော့ဟိုနည်းနည်းလေးတော့သူကဆက်တယ်ဒီထဲမှာအာလူပါတယ်စသားပါတယ်ကျုပ်ပါနော်မျိုးပွားအဲ့ဒါတွေပါတယ်ဒါနဲ့ကအာလူကြီးရှိတော့ကျွန်တော်ကပြောင်းမှုထည့်ပေးတယ်ဒီကောင်ကြတော့ဘာကရဲ့အသားပြားကိုလုပ်ပြီးတော့လေသူကဟိုပေါ့တာကိုပေါ့ဟုတ်ဒီပီဇာစုံပြောက်ခောက်ပြီးတော့ဘာကရဲ့အစာလေးကိုထည့်လာတာကလေးတွေဆိုလူကြီးဆိုတော့လေဆက်လေးရှိနေဒီမက္ဆီကန်လေးတော့ကံမပေးတယ်ချွတ်ချွတ်ချင်းနဲ့ဘာဘီကျူပြီးတော့ဘာဘီနော်ဒါမက္ဆီကန်ပြီးတော့ပါတယ်ချီပီဇာပေါ့နော်ဒါကြောင့် crush ပေါ့တော့ဒီတက် classic စားကြည့်တော့မာဂါရီတာစားဒါကြောင့်စံနေမရအောင် ဒီဆိုင်ရဲ့ထူကြတဲ့ကပါလဲဆိုတော့ကိုမှာတဲ့ပီဇာကိုကိုရှိမှာပဲလုပ်ပေးတာပေါ့နော်အဲ့ဒီတော့ကျွန်တော်ဘယ်လိုပြောမလဲကိုတိုင်းလုပ်ချင်တယ်ဆိုရင်လည်းဝင်လုပ်လို့ရတယ်မနက်ပိုင်းဆိုလို့ရှိရင်လည်းတင်ပေးတဲ့ free class လေးတွေရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပူတင်လည်းစိတ်ဝင်စားလို့ကိုတိုင်းဝင်လုပ်ပြီးတော့နည်းနည်းပပအားချောင်းခဲ့ပါတယ် ဒီမှာလက်ဆေးပြီးမှပဲလောက်တာပါနော်လောက်ဘာစားလို့အောင်ဟဲ့အီလေးကင်လို့ကောင်းလက်သေးရှင်ညလက်သေးတော့မဝင်ဘူးလက်သေးတော့မဝင်ဘူးတစ်ပတ်လုံးဆွဲမှာပြီးရင်တော့ဘာပုံတွေဖြစ်သွားမလဲတော့မသိဘူးပီဇာပဲဆွဲကျင်တယ်လို့ဆွဲလို့ရမှာနော်ထွက်သွားတဲ့ crash ကိုတော့ပြန်ဆွဲလို့မရခင်ညာကိုစားမှာဆိုတော့မရဘူးတကူများများထက်ဖြန့်ရပါမယ်ကိုတိုင်းလုံးဝရဆိုပေမဲ့လည်းဘေးကနေပြီးတော့ဘာပြီးရင်ဘာလုပ်ဆို step by step ကိုလိုက်ပြောပြီးတော့တော်တော်လေးအဆင်ပြေတယ် ဒီလောက်တော့ရပါ easy peasy lemon squeezy cheese တိုက်တဲ့လူဆိုတော့ပိုထည့်ခဲ့တယ် ကိုစားမှာဆိုတော့သိရမလားအများများပို့ထည့်ဟဲ့ကြကုန်ပြန်ကောက်ထည့်ဒီမှာလက်ဆေးထားရတော့ရှစ်လို့ဗလိန်တော့ပဲတိနေတယ်ဟဲ့လက်လည်းမဆေးဘူးလက်ကြီးနေဆိုပြီးပါလားဒါတီးကကြော်ထားတဲ့ဟာထည့်အားချောင်းနေကကိုလည်းမလုပ်တော့ဘူးဘေးနာနေမှာ supporting ပေးနေတဲ့ညီမလေးတွေညီလေးတွေကလည်းညီလေးတွေရောင်းကုန်ပြီဒီမှာလာရိုက်ပြီးတော့ပြန်လို့ရှိရင်ပင်စိမ်းအပင်လိုက်ဆွဲနှုံးဒီတော့စောင်းပြီးတော့ပဲဝေါ်ဆိုတဲလိုက်တော့အားသာချက်ကအစားကြီးတာအားနေချက်ကစိတ်မရှိဘူးနဲ့ဆင်ပြေတာစီပြူးမယ်လည်းဘာပြောစီစမ်းမယ်အပေါ်ကနေ နောက်ဆုံးတော့ကိုတိုင်းလောက်ထားတဲ့ပီဇာလေးတစ်ချက်ပြီးတော့ပါပြီကိုเจ้าကိုတီတော့မီးကိုလည်းတော့ကိုတိုင်းမထည့်တော့မဟုတ်ရင်လည်းတဝက်တည်းပြုတ်ကြတာနဲ့ငတ်ပါပဲဒီလိုမျိုးလေးချင်းမီးကိုလည်းကိုပီဇာထည့်ဖုတ်တာလဲကိုရှိနေမယ်ပေါ့နော်တော်တော်လေးမြန်ပါတယ်ပီဇာတစ်ခုဆိုရင်ခဏနေပဲကြက်တယ်အရင်တော့ကထင်ခဲ့တာလေးပီဇာတစ်ချက်ကိုနိုင်ဝက်45မိနစ်လောက်ဖုတ်ရတယ်ဆိုပြီးထင်တာဒါပေမဲ့မဟုတ်ပါဘူးခဏလေးပါပဲ ဒါကဘာပီဇာလဲမသိပါဘူး Mexican pizza ဒါက lemon tea ဒါက homemade ဒိန်ဂျင်ဒါက margarita ဟုတ်လားမသိခလား margarita ဒါကတာကိုပါဒီပီဇာကလေဒီရောက်လို့ရှိရင်ဒီဟာစားတင်နေတဲ့ဒီဆိုင်ရဲ့ signature ပေါ့နော် ဒါကတော့ပထမတစ်လုံးမှာလည်း fall in love တော့တယ်ကျမရဲ့ reaction ပါ ဒါရကောင်းတယ်ပူနေလို့တင်တယ်ပူလေးဆိုတော့သူကလေအရန်မချို့အချင်းတက်လေးနည်းနည်းပါတယ်ကွာခရမ်းညင်လေး sauce ထည့်တာတော့ပြီးတော့ဒီမှာပါတဲ့ cheese ကကွာအပြားလိုက်ထည့်တာလောက cheese အရာကပြည့်နေပြီးအီညာပဲလောကအီစိတ်နေလောက cheese ကြိုက်တဲ့လူတွေဆိုလို့ရှိရင်လောက perfect ပဲနေပူတင်းတို့လာတာကြတော့ဂျားရက်ဖြစ်နေတော့လူရှင်းတဲ့ဆိုင်မှာအဲ့တော့တိတ်မဆောင်ရအောင်ပီဇာတစ်ချက်ဖုတ်လို့ရှိရင်ကွာတော့မကြောက်အစထင်တာနိုင်ဝက်လောက်ကြာမယ်ထင်တာမကြောက်အစီရှင်နေဖုတ်ပြီးတာ9မိနစ်လောက်ပဲကြာတယ်ကြားခဏလေးနဲ့ချက်သွားပဲမဲ့သူပေးတဲ့ဒဏ်ရာတွေကအခုထိမချက်သေးဘူးဆိုးကောင်းတယ်ဒိန်ညင်လည်းမဆိုးကောင်းတယ်တူကလေ
ဘလို့ခြင်တဲ့ဘက်အရသာခြင်တဲ့ဘက်ကိုတိတ်မသွားပဲနဲ့နည်းစိတ်တဲ့ဘက်ကိုပို့သွားပါတော့အဲ့တော့ဒိန်ရင်ကိုအရန်ခြင်တာမကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါအဆင်ပြေတယ်မပါဘူးမေ့သွားပြီမသိတော့သူလည်းမသိတော့ခေါင်းထဲဟိုအစားဝင်သွားရင်ခေါင်းထဲမှာဘာမှမရှိတော့အစားပဲဟုတ်ပါဒါကြီးပြောတာဒါပိုကောင်းတယ်လေဟိုကဒါ तू ကတော့ဒါပိုကြိုက်တယ်လို့ပြောတယ်လူတွေကတော့မစားကြရသေးဘူးဟုတ်တယ်ဒါပိုကောင်းတယ်ဆက်လေးကွာချင်းဆက်လေးနဲ့စားလို့ကောင်းတယ်မှုမွေးလေးအရသာလည်းတော်တော်လေးအဆင်ပြေတယ်ကြိုက်တယ်ချက်သားနဲ့လှုပ်ထားတာဆိုတော့အဲ့လိုမျိုးဝက်သားတို့ဘာလို့မစားတဲ့လူတွေတော့ဆိုရင်လည်းအဆင်ပြေတယ်လီမွန်တီတောက်ကြည့်တာအောင်အစကတော့ကိုကာကိုလာမှာမလို့ပဲဒါပေမဲ့ဟိုကိုကာကိုလာလည်းဒီမှာရတယ်ကိုကာကိုလာတကြားပါအများတယ်ဒီရက်ပိုင်းတွင်းမှာကျတော့ကိုတင်းကတကြားရှောင်လာတယ်ဘာဖြစ်လို့လဲသူ့အပြုံးနေတော့မချိုးလို့လီမွန်တီကကျတော့ရေပျော်သွားလို့လားမသိဘူးနည်းနည်းအရသာပေါ့အော်မမှုရသေးတာဖြစ်မယ်ဒီတိုင်းပါပဲအရသာဟမ်မှန်တော့လေဒီဆိုင်ရလေမျိုးရဲလို့ပါတော့နီးနားမှာရှယ်တော်တော်ရောင်းရမှာနော်အဲ့ဒါလက်တောင်လဲမှာပေါ့လက်တောင်လဲမှာမဟုတ်အရသာတော်တော်ကောင်းတယ်ပေးရရဲ့ဈေးရစက်တာကွာကောင်းတယ်သူ့အထဲမှာပါအသားပြရဲ့အရသာတော်တော်လေးကောင်းတယ်ကွာအသားကသူကကြိုတင်ပြီးတော့နှက်ထားပြီးတော့မှလာမှဒါမှသူကချက်ချင်းအဲ့လိုမျိုးလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ဆက်ပြီးတော့အသားထဲမှာလုံးဝအရသာတွေကဝင်နေတာအော်အသားတက်အရသာတက်ကြီးအဲ့လိုမျိုးပြစ်မနေဘူးလုံးဝအရသာဝင်နေရောစားရတာလုံးဝအရန်မိုက်တယ်တက်စီကွာစားနေတာဂျားစားတဲ့ပုံစံကိုအတရားဟာတွေခွာပြီးအတရားဟာတွေပုံစံဒါပဲကြံဒါကဘာလို့အိမ်တယ်ဝါအိမ်ညမှာစားခုဆိုရင်တော့ပူတင်တို့တွေမှာစားလို့ပြီးသွားပြီပေါ့နော်စားလို့ပြီးသွားပြီဆိုတော့ပြန်มาတော့မယ်အဲ့တော့ဒီနေ့အတွက်ပူတင်ရဲ့ vlog လေးကအကျိုးရှိတယ်ဆိုရင် like share subscribe လုပ်သွားဖို့လည်းမမေ့ကြနဲ့အောင်နော်အားလုံးပဲနောက် vlog မှာပြန်တွေ့ကြပါမယ်အားလုံးပဲတက်တာ